ဒီဘဝကတခြားကောင်တွေနဲ့တူအောင်ပုံစံမျိုးစုံပြောင်းတတ်ပြီးကမ္ဘာအတော်ဆုံးယူပြောင်းယူတွေဆရာကြီးပါပဲအခုမြင်နေရတာကတော့ရေဘဝစပိုင်းဖြစ်ပြီးတော့ဒီ robot ရေဘဝတွေကဗုဒ္ဓရာကျမ်းမြန်မာရှိတဲ့ပုံစံပြောင်းနိုင်တဲ့ရေဘဝကိုစုံစမ်းထောက်လှမ်းမှုတွားနေတာဖြစ်ပါတယ်အခုမြင်နေရတဲ့ရေပွဲကိုတော့ Mimic Autopilot လို့ခေါ်ပြီးသူ့ကိုသမုဒ္ဒရာရဲ့ကမျက်လက်စရာလို့ပဲခေါ်ကြပါသေးတယ်။သူစိတ်ခံစားတဲ့ပုံမူတည်ပြီးတော့သူ့ခန္ဓာကိုယ်ရဲ့ပုံစံနဲ့အယောင်ကိုပြောင်းလဲပြစ်နိုင်တဲ့စွမ်းရည်ရှိပါတယ်။ပတ်ဝန်းကျင်မှာရှိတဲ့အယောင်တွေနဲ့ရောထွေးသွားအောင်လုပ်နိုင်ရုံနဲ့မကပဲပင်လိုက်ကျမ်းပြင်ကသဲပြင်တစ်ခုနဲ့တူအောင်တော့ပြောင်းပြနိုင်ပါတယ်။သူပြောင်းပြလိုက်တဲ့သဲပြင်ပုံစံကိုကြည့်လိုက်ပါ။အရန်ကိုသေးစိတ်ကြပါတယ်။ Jerry has spy you wedding ကတော့ဒီလိုကိုအောင်ဖြောက်တဲ့နီလန်ကိုတအန်အောနေရိုက်ကူးနေပါတယ်။ပုံပြောင်းရီပွဲကနောက်ထပ်ပုံစံတစ်ခုပြောင်းမလို့လုပ်နေတော့မှာပဲ။သူ့အတွက်ရန်သူချစ်တဲ့အစိတ်ရှိတဲ့ငါးပြားပြောတဲ့ကောင်ပြောလာပါတယ်။ဒါမဲ့လည်းပုံပြောင်းရီပွဲကတော့ easy သေးပါပဲ။ခက်ချင်းပဲသူ့ပုံစံကိုငါးပြားနဲ့ပုံစံတူအောင်ပြောင်းပြလိုက်ရင်တော့ငါ့ကိုဝေဝဲမရဖြစ်သွားအောင်လုပ်ပြလိုက်ပါတယ်။ဒါမဲ့ဒီငါအစင်ကယ်ဖြစ်နေတာတော်တော်ကြာနေပုံရပြီးတော့ပုံစံပြောင်းထားတဲ့ရီပွဲကိုငါအမအထင်နဲ့နောက်ကနေလိုက်ပါတော့တယ်အခုချိန်မှာတော့ဘုံပြောင်းရေပွဲလဲသူ့ရန်သူကသူ့ကိုစားဖို့မဟုတ်ပဲမိတ်လိုက်ဖို့လုပ်နေတာကြောင့်အခက်တွေ့နေပါပြီ။ချက်ချင်းပဲဖဲလဲမွေးတစ်ကောင်လိုအယောင်ပြောင်းဖြစ်လိုက်ပြီးတွင်းပေါက်တစ်ခုထဲဝင်လိုက်တော့မှလိုက်နေတဲ့ငါးထီလဲပြန်လှည့်သွားပါတော့တယ်။အန်ဒီကနေလွတ်သွားပြီဆိုတာနဲ့ပုံပြောင်းရေပွဲကသူ့ရဲ့စွမ်းရည်ကိုထပ်ပြပြင်ပါတယ်။ဒါကတော့ပင်လေရင်ကြီးပင်လိုမျိုးပုံစံပြောင်းပြီးဟန်ဆောင်နေတာပါ။လှုပ်ရှားနေတဲ့ပုံစံကိုတော့အပင်နဲ့တူအောင်လိုက်တူပါတယ်အခုလိုလှုပ်ရှားနေတဲ့ပုံစံကိုအစိတ်ရှိတဲ့ဇူးဆက်ရှိထောင်းပါတဲ့ Lion Fish ကမြင်သွားပါတယ်။ပုံပြောင်းရေပွဲအတွက်ဘူခက်ခဲတဲ့စိန်ခေါ်မှုတစ်ခုနဲ့ရင်ဆိုင်လိုက်ရပြီးတော့သူကသူအယောင်နဲ့ပုံစံပြောင်းလိုက်ပြီး Lion Fish နဲ့တူအောင်လိုက်တူပါတယ်။အခုလိုပုံစံပြောင်းလိုက်တာဟာတခြားငါးတွေကိုတော့ကြောက်သွားအောင်ခြောက်ထုတ်နိုင်မှာဖြစ်ပေမဲ့တကယ်နားအဆင့်နဲ့တော့မတူနိုင်ပါဘူး။ Lion Fish ကတော့စိတ်ပြက်ပြီးပြန်နဲ့သွားပါတယ်Mimic Autopilot လို့ခေါ်တဲ့ဒီပုံပြောင်းရေပွဲဟာအမဲလိုက်မှုဖြစ်ဖြစ်အန်ဒီယန်ကနေရှောင်းကွင်းမှုပဲဖြစ်ဖြစ်သူ့ပုံစံကိုမတူညီတဲ့ပုံစံ15မျိုးလောက်ထိကိုပြောင်းလဲဖြစ်နိုင်ပါတယ်။အနားမှာရှိတဲ့သက်ရှိဒါမှမဟုတ်အပင်နဲ့တူအောင်ပြောင်းတာဖြစ်ပြီးတော့အခုမှသူ့အနားမှာစပိုင်ရေပွဲပဲရှိပါတော့တယ်။ဒါကြောင့်နောက်ဆုံးအနေနဲ့သူ့ပုံစံကိုအဲ့ဒီစပိုင်ရေပွဲနဲ့ပုံစံတူအောင်ပြောင်းပြပေးသွားလိုက်ပါသေးတယ်။